အပုံနဲ့နေထွက်ရင်ဘာဖြစ်တတ်တယ်လဲအပုံနဲ့နေထွက်လို့ကြည့်ချင်းဦးဇင်းတို့ဝေတာလီပြည်မှာလူတွေတည်ပြီးတော့လူတွေမမြုပ်နိုင်လို့အပုံနဲ့ထွက်တယ်အဲ့ဒါကိုတာရဲဘလူးတွေကလာစားပါရဲ့ဘလူးတွေလာစားတယ်ဘလူးတွေစားလို့လူတွေကလည်းထပ်ပြီးတော့ထပ်တည်ရပါတယ်အဲ့ဒီလိုဘလူးတွေလာတတ်ပါရဲ့အဲ့ဒီဘလူးတွေမလာဖို့ကိုဘာလုပ်ရမလဲဆိုလို့ရှိရင်အာတာနာတိယတုတ်ကိုရွတ်ပါအခုချိန်မှာအာတာနာတိယတုတ်ကိုရွတ်ဖတ်တဲ့ပါအဲ့ဒီအာတာနာတိယတုတ်ဆိုတာကမြတ်စွာဘုရားကိုနမင်းကြီးလေးဘက်ကလာလျှောက်တာမြတ်စွာဘုရားလောကမှာမြတ်စွာဘုရားကိုကြည်ညိုတဲ့နတ်ဘလူးတွေရှိတယ်လို့မကြည်ညိုတဲ့နတ်ဘလူးတွေလည်းရှိပါတယ်အဲ့ဒီမကြည်ညိုတဲ့နတ်ဘလူးတွေကမြတ်စွာဘုရားရဲ့တပည့်တာယဟန်တွေကိုမြတ်စွာဘုရားရဲ့တပိတာဝကတွေကိုအနောက်ရှက်ပေးလေးရှိပါတယ်သူတို့တွေအနောက်ရှက်မပေးအောင်တဲ့တပိတော့အာတာနာတိယတုတ်ပရိအယံသားကိုရွတ်ဖတ်ခိုင်းပါဆိုပြီးတော့ရှောက်တယ်အဲ့ဒီအာတာနာတိယတုတ်ဆိုတာကကြတော့ကိုလာပြသားမယ်ဆိုလို့ရှိရင်အဲ့ဒါလို့ရွတ်ဖတ်ပါနော်အဲ့ဒီအာတာနာတိယတုတ်ဆိုတာကကြတော့တကြဝဠာကရေတတိုင်းကိုပြန့်နှံ့တယ်လို့ဥဒ္ဒနဗုဒ္ဓစာပေမှာမှတ်တမ်းတင်ထားပါတယ်